မနေ့ကတည်းကပိုကောင်းလာတဲ့ကိုဖြစ်လာဖို့မင်းရဲ့တကယ်ပြိုင်ဘက်ကမနေ့ကမင်းကိုယ်တိုင်ပါပဲတခါတလေမှာဖေးဖို့ဖွန်လိုက်တိုင်းသူများတွေကအောင်မြင်နေတာကိုငါတို့မြင်နေရတယ်တချို့ကဝေချသွားတယ်တချို့ကဝင်ရှာနေနိုင်ပြီတချို့ကကိုယ့်ရဲ့အိမ်မက်ကိုအကောင့်နဲ့ပေါ်နေပြီအဲ့အရာတွေကိုကြည့်ပြီးငါဘာမှမဖြစ်သေးဘူးလို့ကိုယ့်ကိုစိတ်ပြတ်မိတယ်ဒါပေမဲ့တကယ်တော့ကိုယ့်ဘဝရဲ့အရှိန်တော့သူများတွေနဲ့တူပါဘူးတခြားသူတွေကိုလိုက်ပြီးတော့နိုင်ရှင်နေမဲ့အစားမနေ့ကမင်းဟာဒီနေ့မင်းထက်ပို့ပြီးတော့ကောင်းလေလားဆိုတာဟုတ်ပဲပြန်ပြီးမေးပါဒီနေ့ကမနေ့ကတည်းကစာတမျက်နှာပို့ဖတ်နိုင်ခဲ့ရင်လေ့ကျင့်ခန်း7မိနစ်ပို့လုပ်နိုင်ခဲ့ရင်အိမ်မက်တွေအတွက်ခြေလမ်းတစ်လမ်းပို့ပြီးလမ်းနိုင်ခဲ့မှဆိုရင်အဲ့ဒါတိုးတက်မှုပါပဲသိရတယ်လို့ထင်ရပေမဲ့အဲ့ဒီတိတိလေးရပဲအနာဂတ်ကအောင်မြင်မှုကိုတည်ဆောက်ထားလူအများစုကတခြားသူရဲ့ချစ်ပရာ20ကိုကိုယ့်ရဲ့ချစ်ပရာ1နဲ့တွားပြီးနိုင်ရှင်ပြီးလို့လက်တော်မှာလက်လျော့သွားကြတယ်နေတိုင်း1%ပိုကောင်းလာဖို့အာရုံစိုက်ပါမနေပါနဲ့မရလိုက်ပါနဲ့တနေ့မှာနောက်ပြန်လှည့်ကြည့်တဲ့အခါငါတော်ဝူရောက်လာပြီလို့ဆိုပြီးကိုကိုကိုရလေမင်းလည်းမနေ့ကတည်းကပိုကောင်းလာနိုင်ဖို့ကြိုးစားနေရဆိုရင်ဒီချမ်းကိုခမမှာရေးခဲ့ပေးပါနိုင်ရီ challenge ကိုအတူတူမဆုံးတိပြောကြပါမယ်